Hello ပဲမင်္ဂလာပါဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့တွေကိုဖုန်းရဲ့ screen passport log ကိုမိသွားတဲ့အချိန်မှာကိုအိမ်မှာကိုနေပြီးမှကိုဖုန်းရဲ့ screen passport log ကိုဘယ်လိုဖြည့်ရမလဲဘယ်လိုဖြုတ်ရမလဲဆိုတာနဲ့ပတ်သက်တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒီနီလန်လေးက Vivo ဖုန်းတော်တော်များများမှာအသုံးဝင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုဖတ်ကိုသွားလိုက်ပါမယ်နော်Okay ကျွန်တော်ပထမဦးဆုံးအနေနဲ့ကတော့ကိုဖုန်းကိုပါဝါပိတ်ရမှာဖြစ်တာပေါ့နော် Okay ကျွန်တော်ဒီနေရာမှာပါဝါပိတ်လိုက်မယ်အဲ့လိုကျွန်တော်ပါဝါပိတ်ပြီးသွားလို့ရှိရင်တော့9စက္ကန့်လောက်ထပ်ဆောက်ပေါ့နော်အဲ့လိုပြီးသွားလို့ရှိရင်တော့ကျွန်တော်နောက်တစ်ခုလုပ်ရမှာကကိုဖုန်းဖွင့်တဲ့ပါဝါခလုံးနဲ့အတန်ချဲ့တဲ့ခလုံးကိုတပြိုင်နက်တည်းနှိပ်လိုက်ပေါ့နော်အဲ့လိုနှိပ်ပြီးသွားလို့ရှိရင်တော့ဒီနေရာမှာ reboot နဲ့ recovery mode ဆိုတာရှိတယ်အဲ့ဒီကောင်တစ်ခုပေါ်လာမယ်ကျွန်တော်အောက်က recovery mode ကိုကျွန်တော်ရွေးရမှာဖြစ်တာပေါ့နော် Okay ကျွန်တော်ဒီလို recovery mode ကိုရွေးပြီးသွားလို့ရှိရင်တော့ဒီနေရာမှာ Vivo ဆိုတဲ့ logo လေးကျွန်တော်ပေါ်လာမယ်ဒါဆိုရင်ကျွန်တော်ဒီနေရာမှာခဏလေး10စက္ကန့်လောက်ကျွန်တော်ထပ်ဆောက်ရမှာဖြစ်တာပေါ့နော် Okay ကျွန်တော်ဒီနေရာမှာ10စက္ကန့်ခဏလေးဆောက်ပြီးသွားလို့ရှိရင်တော့ကျွန်တော်ဒီနေရာမှာ setting လေးအများကြီးပေါ်လာမှာဖြစ်တယ်အဲ့ဒီအများကြီးထဲကမှကျွန်တော်ဒီအပေါ်ဆုံးကကြီးနံပါတ်1မှာ wifi data ဆိုတာရှိတယ်အဲ့ဒီကောင်လေးကိုရွေးရမှာဖြစ်တာပေါ့နော် Okay အဲ့ဒါရွေးပြီးတော့လို့ရှိရင်တော့ဒီနေရာမှာလည်းကျွန်တော်နံပါတ်2နေရာမှာ restore all setting ဆိုတာရှိတယ်အဲ့ဒီကောင်လေးကိုကျွန်တော်နှိပ်လိုက်ပြီးလို့ရှိရင်တော့ဒီအပေါ်ဆုံးက restore all setting ဆိုတာရှိတယ်ကျွန်တော်အဲ့ဒီကောင်လေးကိုနှိပ်ရမှာဖြစ်တာပေါ့နော် Okay ကျွန်တော်နှိပ်ပြီးတော့လို့ရှိရင်တော့ဒီနေရာမှာ10စက္ကန့်လောက်စောက်ပြီး okay ဆိုတာပေါ်မယ်အဲ့ဒီကောင်လေးကိုနှိပ်လိုက်ပေါ့နော်ပြီးရင်ကျွန်တော်အောက်ဆုံးက back ကိုနှိပ်မယ်ပြီးရင်ကျွန်တော်အပေါ်ဆုံးက reboot system ဆိုတာရှိတယ်အဲ့ဒီကောင်လေးကိုကျွန်တော်ထပ်တစ်ခေါက်နှိပ်လိုက်ပေါ့နော် Okay နှိပ်ပြီးတွားလို့ရှိရင်တော့ကျွန်တော်ဒီနေရာမှာပြန်ပြီးမှ Vivo ဆိုတဲ့ logo လေးပေါ်လာမယ်ကျွန်တော်ထပ်ဆောက်ရမှာဖြစ်တာပေါ့နော် Okay ဒီနေရာမှာလည်း15စက္ကန့်လောက်ကျွန်တော်ခဏလေးဆောက်ရမှာဖြစ်တာပေါ့နော်ဘာလို့ဆိုရင်သူက restore လုပ်နေတာပေါ့နော်Okay ကျွန်တော်ဒီလိုမျိုး restore လုပ်ပြီးသွားလို့ရှိရင်တော့ကျွန်တော်ဒီနေရာမှာတန်းပြီးမှ logo ပြန်ပေါ်လာမှာဖြစ်တာပေါ့နော် Okay ဒီနေရာမှာလည်းကျွန်တော်အနည်းနဲ့အများစက္ကန့်30တချို့ကနော်စက္ကန့်15စက္ကန့်လောက်ကျွန်တော်ထပ်ဆောက်ရတာလဲကျွန်တော်ရှိတာပေါ့နော် Okay ဒါဆိုရင်ကျွန်တော်စိတ်ရှိလက်ရှိနဲ့ဆောက်လိုက်လို့ရှိရင်တော့ဒီနေရာမှာ Vivo နော် Function OS setup ဆိုတဲ့ဥစ္စာလေးကျွန်တော်ပေါ်လာမှာဖြစ်တာပေါ့နော်ဒါဆိုရင်ကျွန်တော် screen passport log ကပြည်သွားပြီပေါ့နော်ဒီလိုပေါ်လာလို့ရှိရင်တော့ကျွန်တော်တို့ပြောတဲ့အတိုင်းเนาะ niche ဆို niche နဲ့เนาะ region နဲ့ country တွေရွေးခိုင်းရင်လည်းဟိုဟာကိုเนาะစိတ်ချရွေးပြီးမှเนาะ wifi တွေပါတယ် check เนาะ internet တွေပါတယ် check ဒါကြော်လို့ရတာပေါ့เนาะဒါဒီနီလန်းကအရန်ကိုလွယ်တယ်ဒါပေမဲ့ဒါဖုန်းတိုင်းတော့မရဘူးဖုန်းတော်တော်များများ Vivo ဖုန်းတော်တော်များများပေါ့เนาะအလုံး100မှာ80လုံးကဒီလိုဒီနီလန်းနဲ့လွယ်ကူကူရတာဖြစ်တာပေါ့เนาะဒီရဲ့ setup တွေပြီးသွားလို့ရှိရင်เนาะကိုဟာကိုဒါ Google Play Store account တွေအထဲမှာဝေပြီးမှဖွင့်လိုက်ပေါ့เนาะသူကအကယ်လို့အမှ niche တွေအလောင်းတွေတောင်းလို့ရှိရင်လည်းပေးလိုက်ပေါ့เนาะအဲ့ဒါမှပေးလို့ရှိရင်မရဘူးပေါ့เนาะသူပြောတဲ့အတိုင်းအမှ niche ဆို niche အလောင်းတောင်းရင်အလောင်း agree တောင်းရင် agree ပေးလိုက်ပေါ့เนาะOkay ဒါဆိုရင်တော့သူပြောတဲ့အတိုင်းကျွန်တော်အလောင်းတွေ agree တွေပေးပြီးသွားလို့ရှိရင်နောက်ဒီမှာ congratulation တော့သူပြလာပြီเนาะ niche ကိုဒါမှမဟုတ်တချို့ဖုန်းတွေက done ဆိုတာရှိတယ်အဲဒီကောင်ပေါ်မဲ့တချို့ဖုန်းတွေက niche ဆိုတာရှိတယ်အဲဒီကောင်ပေါ်လာမှာပေါ့เนาะဒါဆိုရင်အဲဒီနောက်ဆုံးအဆင့်ကိုတော့ niche done လို့ဘာလို့နှိပ်ပြီးသွားလို့ရှိရင်တော့ကျွန်တော်ဒါဆိုရင် screen passport log ကဒါပြီးသွားပြီအဲ့ဒါပြီးသွားရင်တော့ကိုယ့်ဘာသာကို Google Play Store account တွေဖွင့်လိုက်ပေါ့เนาะဒါဆိုရင်ဒီနီလန်းကအရန်ကိုလွယ်ကူတဲ့ Vivo ဖုန်းတော်တော်များများเนาะ80เนาะ80ရခိုင်နှုန်းလောက်အဆင်ပြေတာပေါ့เนาะ Okay ဒါဆိုရင်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲအကယ်လို့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်းဗီဒီယိုလေးကို like လုပ်ပြီးမှ channel လေးကိုလည်း subscribe လုပ်ထားပြီးဖို့အတွက်မမေ့ကြပါနဲ့လို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye